1368 ခုပြာသိုလဇန်9 ရက်နေ့ဘေဂူတိုင်းဘေဂူမြို့ဥဒ္ဒါမြို့သည့်ချမ်းမြေမြေကျောင်း၌အတွင်း၌တတိပဋ္ဌာန်အလုပ်ကျင့်ဉာဏ်ကျုပ်ကိုအထောက်ခံနေကြကုန်သောယောဂီပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်ကုံဘသုတ်တံတရားဒီနေ့ဘုန်းကြီးတို့ကုံဘသုတ်တံတရားမြန်မာနာမည်လေးပြုပြီးတော့ပေးထားတဲ့တရားကောင်းစဉ်ကမိုးပေါက်လေးများစုပေါင်းအားတရားတဲ့မိုးပေါက်လေးများစုပေါင်းအားလို့အမည်ပေးထားတဲ့တရားဒေသနာတော်မြတ်ကိုမာဝမေညေထပုညတနမန္တံအာဂမိတတိဥဒ္ဓဘိန္ဒုနိပါတေနဥဒ္ဓကုံဘောပိပုရတိဒီရောပုရတိပုညတထောကံပိအာစိနံဘေကဝေယံတော်မြတ်ဩချေသာတော်မန္တံသေးသေးကွေငါပြုလိုက်ရတဲ့ကောင်းမှုကလေးဖြင့်သေးသေးကွေငါပြုလိုက်ရတဲ့ကောင်းမှုကလေးဖြင့်နာအာဂမိတတိအကျိုးကြီးမားစွာမရလတ္တဣတိဤသို့တွေးပြီးတော့ပုညတာဒါနသီလဘာဝနာလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုပါရမီမိုးရေမိုးပေါင်းအစုရဲ့အပေါ်၌မာဝမင်းကြီးထအမြင်မိန်မေး၍အထင်မသေးလိုက်ရဥဒ္ဓဘိန္ဒုနိပါတေနမိုးရေမိုးပေါင်းတပေါက်ခံကြဖန်များသဖြင့်ဥဒ္ဓကုံဘောပိယာဝင်အိုကြီးတော်လည်းပဲပုရတိယထာတနေနေ၌မုတ်ချမဲ့သွေပြည်လျံရလေတဲ့ကဲ့သို့ဧဝံတထပမထာယုတိအတုဒီတော့အတိအလိမ္မာဉာဏ်ပညာနှင့်ကောင်းစွာမျောမြင်သူတော်စင်သည်ထောကံပြီးမကြီးမကျယ်အနေငယ်သောကောင်းမှုလေးကိုပင်လည်းယံအာစိနံတော်နေရမှန်အာစိနံတော်နေရမှန်အတန်တန်ဖြင့်ဖန်မှန်ကျိုးကိုအထုံနိုင်ခဲ့သည်ရှိသောပုညတာကုသိုလ်ကောင်းမှုပါရမီမိုးရေမိုးပေါက်အစုဖြင့်ပုရတိမုတ်ချမသွေပြည့်စုံဖြိုးမောက်ပြန်လျံ၍ကြာရပါပြီသည်လို့ဘဂဝါဘုဒ္ဓ6စုအောင်းလံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကဩဇာကရုဏာရှိထာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းကုံဘသုတ်တံမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဒါနသီလဘဝနာကုသိုလ်ကောင်းမှု3မျိုးကိုမိုးရေမိုးပေါက်နဲ့ဥပမာပေးတယ်ခန္ဓာကိုယ်ကြီးကိုတော့အိုးနဲ့ဥပမာပေးတယ်ခန္ဓာကိုယ်ကြီးကိုဗာနဲ့ဥပမာပေးခန္ဓာကိုယ်ကြီးကအိုးနဲ့တူတယ်ဒါနသီလဘဝနာကုသိုလ်ကောင်းမှုတွေကမိုးရေမိုးပေါက်တဲ့နဲ့တူတယ်ယောဂီတို့ကတရားရှုမှတ်နေတယ်တရားရှုမှတ်နေတဲ့အခါကျတော့ဒီ9မိနစ်10မိနစ်ဟာဘာဖြစ်မှလဲဒီလိုကုသိုလ်ကောင်းမှုကိုအထင်မသေးနဲ့တဲ့9မိနစ်10မိနစ်မှလည်း9မိနစ်10မိနစ်ကုသိုလ်ရသလားမရဘူးလားကုသိုလ်ကောင်းမှုကိုသိပေမဲ့လို့အထင်မသေးနဲ့တဲ့တဇမိတ်ကျောင်းမှာခန္ဓာတဲ့ရေအိုးကြီးဟာဘိန်းတို့ပြတာမိုးရွာတဲ့အခါကောင်းကင်ကိုမော့ကြည့်လိုက်မိုးပေါက်လေးတွေကသေးသေးလေးတွေတခါတည်းကြလာတဲ့အခါကျတော့တဇမိန်ကျောင်းအောက်မှာအကုန်လုံးစုပြုံပြီးတော့ကြလာတဲ့အခါကျတော့ရေစီးကျောင်းကြီးဖြစ်ပြီးတော့ရေတယောက်ကနေဟောဆိုပြီးတော့ထိုးကြလာကောင်းကင်ကကြလာတဲ့ကဒီလိုရေကတခါတည်းတပြုံကြီးကြလာတာမိုးပေါက်ကလေးတွေပဲကြလာတယ်ကြလာတဲ့မိုးပေါက်ကလေးတွေကစုပါများတဲ့အခါကျတော့ဗာဖြစ်တယ်တဇမိန်ကျောင်းအောက်မှာ
ရေအိုးကြီးပြည့်သွားသလိုပဲတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်းပဲအထူးသဖြင့်ယောဂီတို့ကုလိုတရားရှုမှတ်နေတဲ့အခါမှာလည်းပဲ9 မိနစ်ရ9 မိနစ်မှ10 မိနစ်ရ10 မိနစ်မှနာယီဝရနာယီဝမှတနာယီရတနာယီမှအမှတ်နဲ့ယောဂီနဲ့အမှတ်နဲ့တခါတည်းဒီလိုသွားနေရမှာ။အိုးဒီချိန်မမှတ်သေးပါဘူး။ဒီချိန်တော့မှတ်လိုက်အောင်မယ်10 မိနစ်မှလို့ပါဖြစ်ဟုတ်10 မိနစ်လောက်တော့မှတ်မနေတော့ပါဘူးတနာရီမှမထိုင်နိုင်မဲနဲ့ဒီလိုမလုပ်နဲ့ဘုရားရှင်ကိုရောမြတ်ကခန္ဓာကိုယ်ရေအိုးကြီးထဲမှာပါရမီနဲ့တူတဲ့ဒါနသီလပါရမီနဲ့တူတဲ့မိုးရေမိုးပေါက်တွေကိုရအောင်ခံတဲ့ဒါမြင့်ဒါနသီလဘာဝနာတို့သည်မိုးရေမိုးပေါက်နဲ့တူတဲ့ခန္ဓာကိုယ်သည်ရေအိုးနဲ့တူတဲ့ခန္ဓာကိုယ်ပါနဲ့တူဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကရေအိုးကြီးလေးလုံးကိုပမာထားလို့ဟောတော်မူတဲ့တရားကုံဘသုတ်တံအသုတ်တံနဲ့လေစိတ်သားတို့တဲ့လောကကြီးထဲမှာရေအိုးကြီးတွေနဲ့တူတဲ့လူ၄မျိုးရှိတယ်နံပါတ်1ရေအိုးကတော့ပြည့်တတ်တဲ့ရေတွေပြည့်လူပြည့်ခြင်းရှံလူရှံခြင်းဖြစ်နေတယ်ရေအိုးရဲ့လေပင်ဝါကိုရေတွေရောက်နေပြီးတော့နောက်ထပ်တစ်ခွက်လောက်တစ်ဖလားလောက်လေးလောင်းလိုက်ယုံတဲ့တင်ကိုရေတွေရှံကြလာမဲ့ရေအိုးကြီးကတလုံးအဲ့ဒီရေအိုးကြီးဟာသူ့ကိုကြည့်လိုက်လို့ရှိရင်လေစိမ့်ဆိုးနေတာပဲရေအိုးဟာပြီးတဲ့အခါကျတော့ပဲသူ့ထဲကရေကိုခတ်တောက်လိုက်တဲ့အခါမှာရင်ထဲကိုအေးမြပြီးတော့သွားစေတယ်စိမ့်ဆိုအေးမြပြီးတော့နေတဲ့ရေအိုးကြီးဟာတစ်ခွက်တစ်ဖလားလောက်လောင်းယုံနဲ့ပြေးရှံသွားမဲ့ရေအိုးကတစ်လုံးနောက်တစ်ခါဒုတိယရေအိုးကြပြန်တော့ရေအိုးရဲ့3ချိုး2ချိုးပဲရေရှိတယ်တဲ့ဘယ်လောက်ရှိတယ်တဲ့3ချိုး2ချိုးပဲရှိတယ်ဆိုတော့တစ်ခွက်တစ်ဖလားလောင်းယုံနဲ့တော့မရတော့ဘူးသူကဘုံနဲ့ဆွဲပြီးတော့လောင်းရမယ့်လက္ခဏာဖြစ်နေတယ်ရေအိုးရဲ့3ချိုး2ချိုးပဲရေရှိတယ်တစ်ချိုးကရေလိုနေတယ်တစ်ခွက်တစ်ဖလားလောင်းယုံတဲ့သူကမပြည့်ဘူးမရှံနိုင်ဘူးပရမရေအိုးထဲကိုပို့ပြီးတော့ရေလောင်းမှပြည့်မဲ့အိုးကတအိုးနောက်တကဘုရားရှင်ကိုရောမြတ်ကစေသားတော်တတ္တရာရေအိုးကတော့ရေအိုးရဲ့3မုံပုံရင်တပုံပဲရှိတယ်3မုံပုံရင်3ချိုး1ချိုးပဲရှိတယ်3ချိုး1ချိုးပဲရှိတော့ရေအိုးဖင်သားမှာကနေတာရေကအပေါ်ပိုင်းတွေကလည်း6ခန်းပြီးတော့နေတာအောက်ပိုင်းလေးပဲရေစိုးနေတာအဲ့ဒီရေအိုးကတတ္တရာရေအိုးလို့ခေါ်တယ်သူကဒုတိယရေအိုးတဲ့ဆိုင်ရေကို2ဘုံလောက်တော့4 5 6ဖလားလောက်သူလောင်းမှသူပြည့်မဲ့အိုးဖြစ်နေတယ်နောက်တကနံပါတ်4စတုထ္ထာရေအိုးကြတော့ရေတစ်စက်မှမရှိဘူးတဲ့ရေမရှိတာကြပြီအိုးကြီးရေအိုးထဲမှာရေမရှိတာကြတော့ဒီအိုးဘယ်နဲ့ဖြစ်လဲ6ခန်းပြီးတော့နေတယ်အဲ့6ခန်းပြီးတော့နေတဲ့ရေတဲကိုတောက်ရေကွက်လေးနဲ့တစ်ခွက်လောက်လောင်းထည့်ကြည့်ပါလားချက်ချက်အိုးကနေစုပ်ယူသွားတာအဆိုဓာတ်ရဖို့မပြောနဲ့ရေကိုမရှိဘူးအိုးကပြန်စုပ်သွားလို့အိုးထဲမှာရေလုံးဝမရှိတဲ့ရေအိုးဟာတော်တော်များများလောင်းယူမှဘုံနဲ့ခတ်ပြီးတော့လောင်းမှဒီရေအိုးဟာပြည့်ရှံလာမယ်အဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကရေအိုး4မျိုးကိုပိဋကတ်တေဥပမာပေးထားတာရေအိုးဘယ်နှမျိုးလဲဆိုလိုက်ပေါ့4မျိုးအိုးအသွင်ပမာတင်မြတ်ရှင်ဟောခဲ့တာ4မျိုးအိုးအသွင်ပမာတင်မြတ်ရှင်ဟောခဲ့တာ4မျိုးအိုးအသွင်ပမာတင်မြတ်ရှင်ဟောခဲ့တာဆိုကြည့်ပါအေ
ကုံဘသုတ်တံမှာအိုးလေးမျိုးတဲ့မြတ်စွာဘုရားကပထမရေအိုးကတော့ပြည့်လူပြည့်ခင်တစ်ခွက်လောက်တစ်ဖလားလောက်လောင်းလိုက်ရုံနဲ့ရှံကြသွားတဲ့အိုးတဲ့ဆိုကြည့်ပါပြည့်လူပြည့်ခင်အိုးအသွင်သိမြင်တအိုးပါပြည့်လူပြည့်ခင်အိုးအသွင်သိမြင်တအိုးပါသုံးချိုးနှစ်ချိုးပါဠိအိုးတစ်မျိုးမှလိုက်ပါသုံးချိုးနှစ်ချိုးပါဠိအိုးတစ်မျိုးမှလိုက်ပါသုံးချိုးနှစ်ချိုးပါဠိအိုးတစ်မျိုးမှလိုက်ပါအိုးနှလုံးရသွားပြီတစ်လုံးကသုံးချိုးနှစ်ချိုးရှိတယ်တစ်ချိုးပဲလိုတယ်ကြီးကသုံးလေးဖလားလောက်လောင်းလိုက်ဒီဟိုကြီးရှံကြသွားပြီတဲ့နောက်တခါပရိသတ်ရေသုံးချိုးချိုးထားတာတချိုးပဲပါတဲ့ရေအိုးတဲ့ဆိုလိုက်ပါတချိုးပါတာရေအိုးမှာမတ်ပါတအိုးပါတချိုးပါတာရေအိုးမှာမတ်ပါတအိုးပါဟောနောက်ရေအိုးကတော့ရေလုံးဝမရှိဘဲနဲ့ခန်းချောင်းနေတဲ့ရေအိုးတစ်လုံးဆိုလိုက်ပါလုံးဝခန်းချောင်းရေတွေပြမလောက်တအိုးပါလုံးဝခန်းချောင်းရေတွေပြမလောက်တအိုးပါအိုးလေးမျိုးဒီတိုင်းပဲစေသားတို့မင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲအဲ့ဒီအိုးတွေနဲ့တူတယ်အဲ့တော့ကိုကဘယ်အိုးထဲမှာပါတယ်ဆိုတာဘယ်သူမှမသိရဘူးတဲ့ဒါမျိုးလို့ရှိရင်အဲ့ဒီအိုးလေးမျိုးကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့သဘောပေါက်သွားပြီဆိုလို့ရှိရင်နံပါတ်1အိုးနဲ့တူတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်မျိုးတို့ဆိုရင်ဥက္ခာတိတင်ညူပုဂ္ဂိုလ်တဲ့စာလိုပြောတော့ဥက္ခာတိတင်ညူအဲ့ဒါလည်းပြောကြည့်ပါဥက္ခာတိတင်ညူပုဂ္ဂိုလ်ဆိုတာပရမရေအိုးကြီးနဲ့တူတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကတော့၎င်းယဟန္တာတပါးပါကတော့၎င်းအဲ့ဒီဥက္ကာရိတင်ညူပုဂ္ဂိုလ်မျိုးကိုဂါထာလေးတကားထားလောက်အကျဉ်းလေးဟောလိုက်တာနဲ့အရှိကြီးမဟောဂါထာလေးတပုတ်သေးခါကျတပိုက်ပဲဟောလိုက်ရတယ်ဂါထာလေးတပုတ်လေးတပိုက်လေးဟောလိုက်တာနဲ့အကျဉ်းလေးဟောလိုက်တာနဲ့သစ္စာလေးပါးတရားကိုတို့တွင်သိမြင်ပြီးတော့သောတာပန်သဂရကအနာဂယဟနာဖြစ်သွားတာတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဥက္ကာရိတင်ညူပုဂ္ဂိုလ်ပရမရေအိုးကြီးနဲ့တူတယ်တဲ့ပြည့်လို့ပြည့်ခင်ဖြစ်နေတာပါရမီမျိုးစေ့တွေကပြည့်ထားပြီးသားပါရမီရေတွေလောင်းထည့်ထားတာပြည့်ကန်နေပြီအိုးကြီးကအဲ့ဒါတစ်ခွက်လောက်တစ်ဖလားလောက်လောင်းအောင်တဲ့ကိုတခါနဲ့ရှံကိုကြသွားတာအခုဘုန်းကြီးတို့ဝေသွားမကြည့်ပါနဲ့ဝိသခာကျောင်းမကြီးကိုကြည့်လိုက်ဝိသခာကျောင်းမကြီးက9နှစ်သမီးဘယ်နှစ်သမီးလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ဝိသခာတို့နေတဲ့သာကိတမြို့ကိုဘုရားရှင်ကိုရောမြတ်ကြွတော်မူလာတယ်ဆိုတဲ့သတင်းကိုဝိသခာရဲ့အဖေတနေတရားတထေးကြီးကကြားတဲ့အခါကျတော့ကိုင်းဝိသခာ9နှစ်သမီးလေးရှိသေးတယ်မြတ်စွာဘုရားသာကိတကြွသွားတော့အဲ့ဒါသူသမီးနဲ့နောက်ကအမျိုးသမီး900ကိုမြတ်စွာဘုရားကိုကြိုရအောင်ဆိုပြီးတော့ဒီ9နှစ်သမီးလေးတွေကိုအကုန်လုံးတန်းစီပြီးတော့တထေးကြီးကပန်းအိုးလေးတွေကောင်းပေါ်မှာတင်ပြီးတော့ဟဲ့မြတ်စွာဘုရားကြွလာတဲ့ပန်းအိုးနဲ့ကြိုကြဆိုပြီးတော့အဲ့ဒါဝိသခာတို့ပန်းအိုးလေးတွေနဲ့ကလေးတွေရှိရတန်းစီပြီးတော့ဗောလေ9နှစ်အရွယ်တူတူတက်တူရွယ်တို့9နှစ်အရွယ်ကလေးတွေတန်းစီပြီးတော့အဲ့ဒါရှေ့ရနေပြီးတော့ကြိုကြတာမြတ်စွာဘုရားကြွလာတာကေတမြို့လေကောင်မန္တကြီးမှာအဲ့ဒီကလေးတွေရှင်းနာထိုင်ပေါင်းဦးတွေချဘုရားကြိုဆိုကြဘုရားပူဇော်ကြဆိုပြီးတော့အဲ့ဒီချိန်မှာဘုရားရှင်ကိုရောမြတ်ကရောက်ချင်းတရားဒေသနာတော့အကျယ်ကြီးမဟုတ်ဘူးတပုတ်ကလေးခေါ်လိုက်တာ
ဆိုလိုက်ကြပါစို့အပမရောအမတံပရံပမာရောမေစုနောပရံအပမတနမိယန္တိယေပမတ္တယထာမတပြီးဒါပဲဟောတာဒါလေးဟောတာအခုပြောသလောက်ကြာတယ်ဘယ်လောက်ကြာလဲကဲဘာ9မိနစ်တောင်မကြာအပမရောအမတံပရံပမာရောမေစုနောပရံအပမတနမိယန္တိယေပမတ္တယထာမတဝိသခံသောတာပန်တည်သွားတယ်တဲ့ကဲဘယ်လောက်မြန်နှုံးဆိုတာကြည့်စမ်းမြန်မာဘောပါရမီမိုးရေမိုးပေါက်တွေစုလာတာဟာဝိသခါတော့ဟာဒီပါရမီဟာဖြည့်လာတာဘုရားတိုက်ကဘာတသိန်းကြာတယ်ဘယ်လောက်ကြာတယ်တဲ့လေစုလာတာမိုးရေမိုးပေါက်တခါတည်းဒါနစွမ်းအားတွေသီလစွမ်းအားတွေဝိပဿနာစွမ်းအားတွေဒါကြောင့်ဘုန်းကြီးတို့ဘုရားတိုက်ကိုဘုန်းကြီးပြောခြင်းနဲ့ဒီဝိပဿနာအလုပ်ကိုအထင်မသေးနဲ့ဝိပဿနာအလုပ်ဆိုတော့အခုဒါယောဂီတို့အတူချုပ်ပြောရင်မိုးရေမိုးပေါက်ကိုပါရမီမိုးရေစုနေတာအခုဝိသခါတို့ကြည့်ဖေပူအောင်ဝမထိုင်လိုက်ရဘူးထက်ချင်းတခါတည်းသောတာပန်တည်တယ်ဆိုတော့အံ့ဩဖို့တော့ကောင်းတယ်ဘာအံ့ဩစရာလို့တယ်သူပါရမီမျိုးစိပါရမီမိုးရေမိုးပေါက်ကသူစုထားပြီးသားကြီးကိုတကွက်တပလန်းလောင်းလိုက်ရုံနဲ့တွေကိုတခါတည်းဒီအိုးကြီးကရှံကြသွားတာအရိယာဖြစ်သွားတာအလကားတက်တဲ့အထောင်ရတာမဟုတ်ဘူးစုခဲ့လို့ဘာဖြစ်ခဲ့လို့ရတာလဲစုခဲ့လို့ရလာတာယောဂီတို့လည်းကိုတရားမှတ်တယ်ဆိုတာဒါစုနေတာဘာလို့နေတာလဲတရားမှတ်တဲ့ကုသိုလ်တွေကအလဟတအလကားသွားပြီးတော့ဟိုပြစ်ထုတ်လိုက်ရတာမဟုတ်ဘူးဒီကုသိုလ်ကောင်းမှုဆိုတာကိုယ်နောက်ကအရေးတော်ပမာလိုက်ပြီးတော့စွန့်နေတာကိုအားပေးရတဲ့ငါပါရမီမိုးရေပေါက်စွန့်နေတာငါအောက်ကာရီတင်ညူပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဘာလို့အောက်ကာရီတင်ညူပုဂ္ဂိုလ်မဖြစ်နိုင်ဘူးဆိုတော့ဒီတရားဝဲရှိတိုင်းမှာတရားနာမသွားဘူးလားပွဲတိုင်းမသွားနိုင်တာတော့မှဒီတရားဟာကိုယ်တဏ္ဍတစ်လျှောက်မှာတရားတွေနာဘူးတဲ့ချိန်ဟာမနေတော့ဘူးအခါတရားလည်းမကတော့ဘူးနာနေတဲ့တရားဟာခုချိန်นี้ငါအရိယာမဖြစ်သေးဘူးဆိုရင်တော့ဖြင့်ငါဩဃာတိတင်ညူစရင်နဲ့ငါမပါသေးဘူးဩဃာတိတင်ညူပုဂ္ဂိုလ်ဆိုတာဘုန်းကြီးပြောပြီးပြီတပိုက်ကလေးပဲနာနာတပုတ်ကလေးပဲနာနာဆုံးနာနဲ့အရိယာဖြစ်နေတယ်ဒီတော့မင်းတရားကြီးတဲ့ရှင်မရတရားနာယုံနဲ့အရိယာဖြစ်လားဖြစ်တယ်တရားနာနေရင်းနဲ့ကိုလေအတိတ်ကအထုတ်ခဲ့တဲ့ဝိပဿနာဉာဏ်ကလေသူ့ကိုပြန်နှိုးတော်တယ်တရားနာနေရင်ခန္ဓာနဲ့ဉာဏ်စိုက်ပြီးတော့ရှုတယ်ဘယ်လောက်ကြာလဲ9မိနစ်10မိနစ်မကြာဘူးချက်ချင်းသောတာပန်တည်တယ်တရားတော်ကလည်းအံ့ဩဖို့တော့ကောင်းတယ်နော်ပါရမီမိုးရေမိုးပေါက်ရေစက်တွေဟာစုပါများလာရင်ဒီတစ်ခွက်တစ်ဖလားလေးလောင်းလိုက်ရုံနဲ့ကိုတခါတည်းဆံကြသွားတော့တာပဲအဲ့တော့ဒီတရားလို့အထုတ်တယ်ဆိုတာတရားလို့အထုတ်ဒီကအချိန်မပြုတ်အသုံးပြုပါနာယီမိနစ်မလင်းမကွာမူရတိုင်းမဆိုင်မကြပါကိုကဘယ်ချိန်မှာရှုမှတ်ရင်းနဲ့သောတာပန်ဖြစ်မယ်သက္ကာရကံဖြစ်မယ်အနာဂံဖြစ်မယ်ဆိုတာဘယ်လိုမှမသိနိုင်တဲ့အတွက်ကြောင့်မို့လို့ဘုရားရှင်ကိုတော်မြတ်ကတတိပဌာနာသုတ်တံမှာသွားတဲ့အခါလဲရှုစားတဲ့အခါလဲရှုနောက်ဆုံးကြည်ကြီးခြင်းငယ်အပေါ်အလေးစွန့်တဲ့နေရာမှာလဲတတိကပြီးတော့မှတ်နေဒီခိုခေမှာယဟန္တာမဖြစ်ဘူးတဲ့ဆွမ်းသားကြောင့်တစ်ချောင်းမှမရှိဘူးတဲ့ဒီဆွမ်းကြောင့်ဘယ်သူလဲဒီဆွမ်းကြောင့်မယဟန္တာဖြစ်သွားတာအပါ100ဒီဆွမ်းကြောင့်မယဟန္တာဖြစ်သွားတာအပါ50ဘာဖြစ်လို့လဲဆိုတော့ဆွမ်းစားရင်လည်းမှတ်နေတာပဲသူတို့ကဒီဟိုခေတ်မှာအရိယာသိပ်ပေါ်တာပဲဒီကိုမှာမှတ်နေတာဟုတ်တယ်စားရင်လည်းမှတ်တာပဲသွားရင်လည်းမှတ်တာပဲရရင်လည်းမှတ်တာယဟန္တာမဖြစ်ဘူးတဲ့သစ်ပင်မရှိဘူးယဟန္တာမဖြစ်ဘူးတဲ့ဆွမ်းကြောင့်မရှိဘူးဒါကြောင့်တတိပဋ္ဌာန်အလုပ်ဆိုတာအချိန်ပြည့်တတိကပြီးတော့ရှုနေကိုလည်းအားပေးရတယ်ကိုအားပေးရတယ်ငါပါရမီမိုးရေမိုးပေါက်စွနေတာမိုးရေမိုးပေါက်စွနေတာဘုရားယန္တာတွေနဲ့တွေ့ရင်ငါဖင်ပူအောင်ထိုင်ပြီးတော့တရားအမထုတ်ရတော့ဘူးတပုတ်ကလေးနားလိုက်ရုံနဲ့တကြောင်လေးနားလိုက်ရုံနဲ့ငါဟာပြည့်လူပြည့်ခင်အိုးကြီးဖြစ်အောင်ပါရမီခန္ဓာကိုယ်တည်းကိုပါရမီမိုးရေမိုးပေါက်တွေလောင်းထက်ထဲတာဒီလိုလုပ်နေတာလားဒီကြားထဲမှာဘုရားနဲ့တွေ့မယ်ယဟန္တာနဲ့တွေ့မယ်ဆိုရင်ဈာကာလမှာသောတာပန်လည်းဖြစ်နိုင်တယ်သက္ကရာကံလည်းဖြစ်နိုင်တယ်လောင်းမဲ့လူကအစဉ်နဲ့ကိုယ်မှအောက်ကအခန့်ရှိဖို့အရေးကြီးတယ်။ဘာရှိဖို့အရေးကြီးလဲ။ကဲခုနရေအိုးကြီးလေးလုံးထဲမှာဟိုဖင်ကတ်နေတဲ့ရေအိုးဆိုတော့များများလောင်းရတယ်။တဝက်တချိုးရှိတဲ့ဟာကြတော့ပိုလောင်းရတယ်။ဟော
လေဘင်းဝရောက်နေတဲ့အိုးကြတော့တစ်ခွက်တစ်ဖလားလောက်ပဲလောင်းလိုက်ရတယ်ဒီတိုင်းပဲအားထုတ်တဲ့နေရာမှာပဲဖြစ်ဖြစ်ဟောတဲ့နေရာမှာနာတဲ့နေရာမှာပဲဖြစ်ဖြစ်ကိုကစုထားတဲ့အခါကျတော့လောင်းတဲ့လူကလည်းနည်းနည်းလေးလောင်းလိုက်တာနဲ့ပြည့်ချံသွားရောမစုထားရင်အကြာကြီးလောင်းနေရလားဝိသခါ9နှစ်သမီးနဲ့သောတာပန်တည်တယ်ဆိုတာစုခဲ့တာကိုသူကဘာတသိမ့်ကြတယ်ဝိသခါကဘာကြီးကကုသိုလ်ကောင်းမှုလုပ်လာတာစဉ်းစားကြည့်စမ်းနောက်တက်ကဘုန်းကြီးတို့အနာတပိန်လဲဒီတိုင်းပဲရာဇဂိုကိုသွားလဲတာသူနေတာတာဝဋ္ဌိမှာသူရောက်ဖသူမနာတထေးတဲ့ခါတိုင်းဆိုရင်သူ့တငယ်ချင်းသမီးရောက်ဖ2ယောက်ဟာစကားတွေပြောဆိုအဲ့ဒီနေ့တုတ်တော်မဆက်နိုင်ဘူးအိုးကြီးအိုးငယ်နဲ့ချက်ပြုတ်နေတာဘာလို့နေလဲမေးတော့မြတ်စွာဘုရားကြွမယ်နဲ့ပြင်ကဘုရားဆိုတဲ့အတန်ကြားတဲ့ကပီတိတွေဖြစ်ပြီးတော့ဟိုဖူးကျင်လိုက်တဲ့ဘုရားအနာတပိန်နဲ့ကဘာတသိမ့်ပါရမီဖြစ်လာတာမိုးလင်းထိမစောက်ဘူးခန္ဓာကိုယ်ကအယောင်တွေထွက်နေတာမိုးလင်းမိထင်ပြီးတော့တခါလဲမြတ်စွာဘုရားရှိတဲ့အရာကိုသွားပြီးတော့မြတ်စွာဘုရားတရားနာ4ကြောင်းပဲ2ကြောင်းပဲရှိတယ်အပိုက်နဲ့ဆို4ပိုက်ပဲရှိတယ်နာတပိန်ဟာဒါလေးခေါ်တာဟိုသူမနာအိမ်ဆွမ်းသားမလာသေးဘူးအဲ့ဒီမှာနေမြတ်စွာဘုရားနဲ့တွေ့တွေ့ပြီးအဲ့မှာသောတာပန်တည်ပြန်လာပဲသူလဲဒါကဘုရားနဲ့ထိတ်တိုက်တွေ့ရလို့ဝိသခါကလည်း9နှစ်နဲ့သောတာပန်တည်တယ်အနာတပိန်ကလည်းပဲဘုရားတရားနာရလို့ဟောဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာပညာအရာမှာဧရတဲ့ရမယ်ရှင်သာရိပုတ္တရာတစ်ဆင့်နာရတာဘုရားရှိကဒိုင်တိုင်းနာရတဲ့တရားမဟုတ်ဘူးဘုရားနဲ့တွေ့တာမဟုတ်ဘူးပြေဇဝဲကြီး9ဦးထဲမှာအရှင်အတ္တဇိတဲ့အငယ်ဆုံးကိုတော်လေးအဲ့ဒီကိုတော်လေးနဲ့ဒီရှန္တိသေတာရိပုတ္တရာအလောင်းနဲ့သွားတွေ့တဲ့အခါကျတော့ကိုတော်ကြွလာတာအိန္ဒြိတဲကောင်းတဲ့နေတာထိုင်တာကြည့်ရတာအိန္ဒြိတဲရှိတာပဲသူတော်ကောင်းတရားရှိတယ်ထင်တယ်သူတော်ကောင်းတက်ခံရှိတယ်ထင်တယ်ကိုတော်နာသွားပြီးတော့မေးအောင်မယ်ဆိုပြီးတော့မေးကိုတော်ဘွဲ့ဘလို့ခေါ်လဲအတ္တစီကိုခေါ်တယ်ကိုတော်ဆရာဘယ်လိုလဲငါဆရာသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကိုတော်ဆရာကကိုတော်ဗာတရားတွေဟောတယ်လဲယေဓမ္မဟိတုပပဝတေတံဟိတုတတ္ထကတောအာဟတေသင်္စယောနိယောတောဧဝဝါတိမဟာသမနောပြီးပြီဒါပဲသောတာပန်တည်တော့အမြန်လိုက်တာရှင်သာရိပုတ္တရာတို့ကြတော့လေမြန်မှာပေါ့ပိဋကရေပါရမီမိုးရေမိုးပေါက်တွေစုပေါင်းထားတာပြည့်လူပြည့်ခင်အိုးကြီးတဲ့တခွက်တစ်ဖလားလောင်းလိုက်ယုံနဲ့ရှံကြသွားတာဒါကြောင့်ဘုလို့ဘုန်းကြီးတို့တရားတော်မတွေယောဂီတွေတရားမှန်းနေတယ်ဆိုတာပါရမီမိုးရေစုနေတာအလုပ်နေတာလဲတို့ကြည့်သားမှာတရားအလုပ်အထုတိခါအချိန်မဖြုံးအသုံးပြုပါနိုင်မိနစ်မလင်းမကွာမူရာတိုင်းမဆိုင်မကြပါတရားအလုပ်အထုတိခါအချိန်မဖြုံးအသုံးပြုပါနိုင်မိနစ်မလင်းမကွာမူရာတိုင်းမဆိုင်မကြပါကိုမူရာဖြစ်ပေါ်လာတဲ့တတိကပြီးတော့မှတ်နေငါပါရမီမိုးရေမိုးပေါက်တွေစုနေတာနဲ့ကဲပထမတအိုအားဥက္ကာတိတင်ညူပုဂ္ဂိုလ်နောက်တကဘုရားရှင်ကိုရောမြတ်ကရှင်သာတော်နမနဲ့ပုဂ္ဂိုလ်ကြတော့ဝေပစ္စည်းတင်ညူပုဂ္ဂိုလ်တဲ့ဗာပုဂ္ဂိုလ်တဲ့ဝေပစ္စည်းတင်ညူပုဂ္ဂိုလ်ဆိုတာကတော့ဘုန်းကြီးတို့ဘေးသားရေးတရားစကားတစ်ခွန်းနှစ်ခွန်းပြောယုံနဲ့တရားတူတရားမြမရဘူးတဲ့သူကတော့သုတ်တန်ကြီးတစ်ခုလုံးကိုအကျက်ချဲပြီးတော့ဥပမာဥပမေယတွေဆောင်းပြီးတော့2 နာရီ3 နာရီအဲ့ဒီလောက်ကြာအောင်ကိုဟောမှကြွတန်းဝင်တဲ့ပုဂ္ဂိုလ်ကဒုတိယရင်အိုးနဲ့တူတယ်3 ညိုတချိုးလိုနေတာ2 ချိုးပဲရှိတာကိုကြီးကအဲ့ဒီတော့သူ့ကိုကြတော့ဘုရားကသိတယ်ဒါဝိပစ္စည်းတင်ညူပုဂ္ဂိုလ်ပဲငါဘုရားတရားတော်ကိုတော်တော်လေးဟောလို့မဖြစ်ဘူးသူကငါအကျယ်ဟောမှဖြစ်မယ်ဆိုပြီးတော့သုတ်တန်ကြီးတစ်ခုလုံးကို
စတင်ပြီးတော့2နာရီကြာရင်ကြာမယ်3နာရီကြာရင်ကြာမယ်အဲ့ဒီလိုအချိန်ပေးပြီးတော့သူ့ကိုဟောရပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ဟောတော်မူတဲ့တရားကိုနာကြားပြီးတော့သောတာပန်တဂရကအနာဂါယဟနာဖြစ်သွားတဲ့ပုဂ္ဂိုလ်မျိုးဟာဒုတိယရေအိုးနဲ့တူတယ်။ဇာလိုပြောရင်ဝိပစ္စည်းတင်ညူပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့နောက်တခါတတိယပုဂ္ဂိုလ်ကြတော့ဘေဒတေတတိယရေအိုးကြီးကဘယ်နှချိုးပဲရှိလဲ3ချိုးချိုးလိုက်ရင်တချိုးပဲရှိတယ်3ချိုးချိုးလိုက်ရင်တချိုးပဲရှိတဲ့ပုဂ္ဂိုလ်ကိုနေရပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တဲ့လဲသူကတော့တရားနာလိုက်ကျင့်လိုက်တရားနာလိုက်ကျင့်လိုက်တရားနာလိုက်ကျင့်လိုက်ဟာလောင်းထည့်နေရတာတခါလေးကြီးတချိုးပဲရှိတာဟုတ်တရားနာလိုက်ကျင့်လိုက်တရားနာလိုက်ကျင့်လိုက်10နှစ်ကြာရင်ကြာမယ်အနှစ်20ကြာရင်ကြာမယ်အနှစ်30ကြာရင်ကြာမယ်တရားသူတရားများရဖို့လို့လနဲ့နှစ်နဲ့ချီပြီးတော့ကြာမယ်တဲ့အခုဘုန်းကြီးတို့ရိတ်တာကမ္မထမ်းတိုက်တွေမှာဘုဂုတ်တို့မဟာစီတို့ရိတ်တာတိုက်တွေမှာတချို့ကျောင်းတွေဆောက်ပြီးတော့ယောဂီတွေရောက်နေတာတချို့ကျောင်းဆရာမကြီးတွေတချို့ပင်စင်စားကြီးတွေရှိတယ်ရိတ်တာရောက်နေတာဘယ်လောက်ကြာအနှစ်20ရှိပြီဘာဖြစ်လဲဘာမှဖြစ်နေဘာဖြစ်လို့လဲဆိုတော့ဟိုကအနှစ်30ကြာရင်ကြာမယ်40ကြာရင်ကြာမယ်တို့ယဟန္တာဖြစ်ဖို့လို့ယဟန္တာဖြစ်ဖို့ထားပါလေသောတာပန်ဖြစ်ဖို့လို့အဲ့ဒီလောက်ကြာတယ်ဆိုတော့ဘာဖြစ်လို့ကြာတာလဲမေးတော့ဒီက3ချိုးတစ်ချိုးပဲရှိတာဆိုတော့ဒါလည်းအရေးကြီးတယ်အဲ့တော့ဘုန်းကြီးတို့တရားဓမ္မတွေယောဂီတွေရတဲ့အချိန်လေးဟာလေရတဲ့လောက်ခန္ဓာကိုယ်ကြီးအိုးကြီးတွေကိုပါရမီမိုးရီမိုးပေါက်ဟာဖြည့်နိုင်တဲ့လောက်တာဖြည့်သွားဖြည့်နိုင်တဲ့လောက်တာဖြည့်သွားမိုးရီတွေများလေလောင်းရတာသက်သားလေးအခုဒီမှာပင်မခံပြီးတော့အေးပြက်ခံပြီးတော့အထုတ်ထားတာတွေအလဟတမဖြစ်ဘူးနောက်ဘုရားယဟန္တာတွေနဲ့တွေ့လို့ဟောလိုက်ရင်လေဘယ်လေတက္ကထာလေးတစ်ပုဒ်လေးနာကြားရတယ်နဲ့သွားပြီးနိဗ္ဗာန်ဝင်ပြီးဘယ်လောက်ကောင်းလုံးဆိုတာဒါကြောင့်မို့လို့ဘုန်းကြီးတို့ဒီဟောကျောင်းမှာမဟာသီဝတဲ့မထေရကြီးတစ်ပါးရှိတယ်ပရိယတ္တိစာပေတွေသင်ရပြီးတော့တန်ဃာတွေကိုစာပေပို့ချနေတာစာသင်တိုက်ကြီးရဲ့ဗရဏနာယကဆရာတော်ဘုရားကြီးပိဋကသုံးပုံကိုဗျံဗျံကွက်တတ်တယ်မနေ့မိုးလင်းလာနဲ့တုံးခေါက်ပြီးတော့စောစားပြီးတာနဲ့ဟေးကိုတော်လေးလာစာချမယ်တို့ချကိုတော်တအုပ်ဆင်းသွားလိုက်နောက်တစ်ပါးနောက်တအုပ်စုတက်လာတဲ့တန်ဃာ200 300စာချတာပဲပြီးသွားတယ်နဲ့နောက်တုံးခေါက်တာပဲတက်လာပြန်တာပဲစာတက်မယ်ကိုတော်တန်းစီပြီးစောင့်နေတာအဲ့ဒီလိုနဲ့ပရိယတ္တိစာပေတွေသင်ပြီးတော့နေလာလိုက်တာသက်တော်80ရောက်လာပြီဘယ်လောက်ရောက်လာပြီလဲသက်တော်80ရောက်လာသူ့ရှိမှတပည့်ခံပြီးတော့သွားတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲပရိယတ္တိတန်တဲ့ပုဂ္ဂိုလ်ကလည်းပရိယသတ္တနာတွေပြန်ဖွင့်ဖို့ပရိပတ်တန်တဲ့ပုဂ္ဂိုလ်တွေကလည်းကမ္မထန်တရားတွေအားထုတ်ဖို့အဲ့ဒီမှာယဟန္တာတော်တော်များများဖြစ်ကုန်နေတဲ့သူတပည့်တွေထဲမှာဒါနဲ့ဒီနေ့တော့ယဟန္တာတစ်ပါးကဘာစိတ်ကူးပေါက်သွားလဲမသိဘူးငါတော့ယဟန္တာဖြစ်တယ်ဆိုရင်ငါဆရာလည်းယဟန္တာဖြစ်နေလောက်ပြီငါဆရာရဲ့စိတ်အစဉ်ငါစင်စင်ပြီးတော့ကြည်အောင်မှဆိုပြီးတော့ကြည်လဲကြည်လိုက်ကောဆရာကပုထုဇဉ်ပဲရှိသေးတယ်ဟာငါဆရာတော်ကြီးဒီလောက်ပရိယတ္တိစာပေတွေသင်ရန်ပို့ချပြီးတော့နေ့ကိုပရိယညကိုပရိပတ်နဲ့ငါဆရာဟာပရိပတ်အထုတ်တယ်အောင်းမေးတာငါဆရာပရိပတ်လုံးမှအာမထုတ်ပဲနဲ့ပရိယတ္တိစာပဲသင်နေတာငါဆရာတရားအာမထုတ်ဘူးတရားအာမထုတ်ရင်ဒီပရိယတတ်တဲ့နဲ့သွားနေလို့ပုထုဇဉ်ဘဝဆိုတာပြောမရဘူးပရိယတ္တိအာကိုနေလို့မဖြစ်ဘူးပရိပတ်လည်းပဲအာထုံမှာတရားဉာဏ်နာဖြစ်မှာလူဟာစိတ်ချရတယ်ငါဆရာယဟန္တာမှာဖြစ်သေးပဲနဲ့ပုထုဇဉ်မဖြစ်ချေဘူးမဖြစ်ချေဘူးငါဆရာတော့ငါသွားပြီးတော့တတိပေးမှာပဲလို့ပျောက်နေတာကြပြီဒီဥစဉ်လေးဟာယဟန္တာဖြစ်နေတာတောထဲမှာသွားနေတာ哦ဒါနဲ့ကြွလာတယ်ဒီနေရာမှာဘုန်းကြီးတို့ပြေးတာမှတ်ထားတော့ယဟန္တာမှသာလေယဟန္တာအကြောင်းကိုသိတယ်ဘုန်းကြီးတို့တရားဓမ္မတွေကအခုဘယ်မှာပါဟိဆိုအမေယဟန္တာ
ကိုကဘာမှအစင်မှမရှိဘဲနဲ့ဟိုပုဂ္ဂိုလ်ယဟန္တာသွားပြောလို့ပြောမဟုတ်ပြောလို့ပြောဟုတ်တယ်ပြောလို့ပြောဒါဟုတ်တာမဟုတ်တာဘာမှမွေမှန်းနဲ့ကိုကြည်ညိုချင်းကြည်ညိုလိုက်အခုဆရာလုပ်တဲ့ပုဂ္ဂိုလ်ကပုရုဇဉ်တပည့်ကယဟန္တာဖြစ်နေမသိဘူးတပည့်ကဆရာရဲ့စိတ်အစဉ်ကိုဆင်ញင်ကြည့်လို့သိတာဆရာကပုရုဇဉ်ဆိုတော့သူ့တပည့်သူယဟန္တာဖြစ်မှသူမသိဘူးယဟန္တာဆိုတာယဟန္တာချင်းမှပဲသိတယ်ဒါနဲ့သွားပြီးတော့လက်ကိုလေးချီပြီးတော့ရှ िख ိုးကြတော့မဝစင်းပေးရတယ်တပည့်တော်ရှင်ဘုရားထံမှာစာဝါလေးတဝါလောက်တက်ချင်လို့ဖေရမအားဘူးကွာပြေးတိုက်အားတယ်လို့ပြောလားမအားဘူးကွာငါမှစာဝါလေးပြေးနေတာမနေ့မိုးလေးနဲ့ကတင်လိုက်ရတဲ့စာညနေမိုးချုပ်တဲ့ဒီတဝါမှမအားဘူးဒါပြီးလို့ရှိရင်ရှင်မဟိုဆွမ်းငံကြွရင်းနဲ့တပည့်တော့နောက်ကနေရှင်မနောက်ကနေလိုက်ပြီးတော့ရှင်မရှိရစာဆိုတပည့်တော့နောက်ကလိုက်ဆိုမယ်အဲ့ဒီချိန်မှာလည်းဦးစင်းလေးကဆွမ်းငံသွားရင်းနဲ့လည်းငါနောက်ကနေစာဆိုခိုင်းတာစာသင်ခိုင်းတာတွေရှိတယ်တဲ့စာသင်နေရတယ်ရှိတယ်အဲ့ဒါလည်းမအားဘူးတဲ့ဆိုတော့ဟိုချိန်မေးလဲမအားဘူးဒီချိန်မေးလဲမအားဘူးဒီချိန်မေးလဲမအားဘူးဒီချိန်မေးလဲမအားဘူးသူအားတယ်ကိုမရှိဘူးဆရာတော်ကြီးလည်းသူဇယန်းသူထုတ်ပြတယ်ဒီမှာကြည့်ကွာတယ်ငါကြီးမှာစာဝါတက်နေတဲ့ကိုတော်တွေနည်းနည်းမဟုတ်ဘူးတဲ့မင်းတပါးတည်းလည်းငါသိချမသိမေးနိုင်ဘူးကွာတဲ့မင်းဒီမင်းဘုန်းကြီးချိန်မှာစာသွားသင်တဲ့ဆိုတော့ဦးသေးလေးကမေးတယ်ဩဒါဆိုလို့ရှိရင်ဗျာတဲ့ဆရာတော်အားမာကသေမပဲပြန်တော်မူမှပဲဆရာတော်အားတော်မှာပေါ့ဗျာသေမင်းခေါ်မှအားတဲ့သူဗါတယ်လဲပိယတရေသေမင်းခေါ်မှပဲအားတော်မှာပေါ့ဒီတိုင်းဆိုဆရာတော်ကောင်းပါပြီဗျာမအားလဲနေပါတော့တပည့်တော်တခြားမှရှာပြီးတော့စာသွားတက်ပါတော့မယ်ဆရာတော်ရှိမှတပည့်တော်ငယ်ငယ်တုန်းကစာသင်ခဲ့ဘူးတဲ့ဗျာလို့ဆရာတော်ဘုရားကြီးကိုဥချပြီးတော့ပိယတရေအဲ့ဒီဆရာတော်ရှေ့မှာပဲကောင်းငင်ကနေပြန်သွားတာလာတော့ကကုန်းကြောင်းလာတာကောင်းငင်ကနေပြန်တက်သွားတယ်ဒီတော့မှဆရာလုပ်တဲ့ပုဂ္ဂိုလ်ကပညာရှိများတော့သတိထားတယ်ဟာတခါမှသူရှိရအဲ့လိုကောင်းငင်ပြန်သွားတာ तू မတွေ့ဘူးဟာစဉ်းစားတယ်လက်ဆက်တတ်တော့ငါလာပြီးဆုံးမသွားတာကိုတတိပြီးသွားတာကိုငယ်ငယ်ရွယ်လေးတဲ့ယဟန္တာဖြစ်နေတယ်ငါတက်တော့80ရှိနေပြီကိုချိန်ကြီးငါဘာမှဖြစ်သေးဘူးငါတပည့်ကတော့ယဟန္တာဖြစ်ငါဆရာပဲဘာမှဖြစ်နိုင်တရားရှိတယ်လေဘာမှကြာမှမဟုတ်အားထုတ်လိုက်လို့ရှိရင်အားထုတ်နည်းတွေငါကုန်သိထားပြီးသားငါတော့သူများပို့ချနေလို့သူတို့တော့ယဟန္တာဖြစ်သေးတာပဲငါဘာလို့ယဟန္တာမဖြစ်ရမှာမလဲဆိုပြီးတော့တုတ်ခောက်ပြီးတော့ပိယတရေတန်ဃာတွေခေါ်ပြောလိုက်တယ်ဒီနေ့တည်းရဲ့စာဝါပိတ်တယ်ကွာဒီနေ့စာမသိဘူးကွာဆရာတော်ဘုရားဘာဖြစ်လို့လဲအတော်တဲ့သွားမလို့မနေ့ကပြန်လာခဲ့မယ်သူ့ကိုယ်သူတိတ်အထင်ကြီးတာဒီဆရာတော်ကြီးကဒီညတညလုံးတရားထိုင်မယ်မနေ့ကယဟန္တာဖြစ်မယ်ဓမ္မဘုရားဆိုပြီးတော့ဦးဇင်းနေပြန်သွားတပိတ်လေးလွယ်ပြီးတော့တောထဲဝင်သွားတာမှတ်တယ်တစ်ပိတ်အောက်မှာမအိပ်ဘဲနဲ့တညလုံးမှတ်တယ်မိုးလေးတော့ဘာမှမဖြစ်ဘူးသောတာပန်လည်းဖြစ်ဘူးတဂါကလည်းဖြစ်အနာဂါလည်းဖြစ်ယန္တာလည်းဖြစ်ဘူးပြန်နေကဲမဖြစ်ရှင်နေကွာတရက်နဲ့မဖြစ်2ရက်ပေါ့ချစ်တရက်တိုးရတယ်2ရက်အာထုတ်တယ်ဘေးသတ်တယ်ဘာမှဖြစ်ဘူး3ရက်အာထုတ်တယ်ဘာမှဖြစ်ဘူး4ရက်အာထုတ်တယ်ဘာမှမဖြစ်ဘူးအားတော့အာထုတ်နေတယ်တနည်းပြောလို့ရှိရင်ဘုန်းကြီးတို့ဘေးသတ်ရေမိုးရေမိုးပေါက်ကိုစုနေတာဘယ်လောက်ကြာသွားလဲတဲ့တလကြာသွားတယ်ဘာမှမဖြစ်ဘူးဟိုတလနဲ့မဖြစ်2လကွာဆိုပြီးအရက်60အားထုတ်တယ်ဘာမှမဖြစ်ဘူး3လပြည့်သွားတယ်ဘာမှမဖြစ်ဘူးဟာချီးကျူးဖို့တော့ကောင်းတယ်တော့ဒီဆရာတော်ကြီးကိုဟိုဒီလောက်တောင်မှအားထုတ်တာမရနေဟပြန်တာကောင်းတယ်ဆိုပြီးမပြန်ဘူးကဲ3လဆိုတော့မဖြစ်နောက်3လနောက်3လกว่าနောက်3လกว่าနောက်ဆုံးအဲ့ဒီတောထဲမှာပိယတရေတဝါဆိုလိုက်ယဟန္တာမဖြစ်တဝါဆိုလိုက်ယဟန္တာမဖြစ်2ဝါဆိုလိုက်ယဟန္တာမဖြစ်3ဝါဆိုလိုက်ယဟန္တာမဖြစ်နဲ့အနှစ်30ကြာတယ်ဘယ်လောက်ကြာတယ်လဲတရင်ကျော်လမ်းပြင်းနေရောက်ပြီဆိုရင်ငိုပြီအဲ့ဒီဆရာတော်ကြီးဘာဖြစ်လို့ငိုတာတော့ဆိုတော့သူ့ကိုယ်သူဝမ်းနေလို့ငါတပည့်တွေကယဟန္တာတွေ
ဒီလိုလာပြင်းနေဆိုပဝါဒနာပြုတာကိုအဲ့ပဝါဒနာပွဲကိုသူကကောင်းကင်ကနေပြန်ပြီးတော့ဒီပဝါဒနာပွဲကြီးတဲ့ကိုသူကဝင်ခြင်းတာပြခြင်းတာအဲ့ဒါတရင်ညလာပြင်းနေရောက်ပြီဆိုထုံးဝဲချငိုတာပဲငါမှန်းတာဘာမှဖြစ်မလာဘူးအဲ့ဒီ30ပြည့်ပြီအာထုတ်တာလဲပေါ်ပေါ်ရောရောအာထုတ်တာမို့ပြင်းပြင်းထန်ထန်ကိုအာထုတ်တာနောက်ဆုံးရေမချိုးတာလေအနှစ်30လေရေမချိုးတာဘယ်လောက်တဲ့လဲအနှစ်30လုံးရေမချိုးတော့ရေချိုးချိန်ကိုမပေးတာအာနာချိန်ကိုမပေးတော့တာဆုံးငံထွက်တယ်တတိပဋ္ဌာန်နဲ့ထွက်တယ်စာတတိပဋ္ဌာန်နဲ့စားတယ်အိတ်တယ်တတိပဋ္ဌာန်နဲ့ပဲအိတ်ပြောသွားတယ်ရေချိုးချိန်ကိုမပေးတော့စားတာတော့မှခန္ဓာကိုအာဟာရမျှတအောင်ဆိုပြီးတော့တုံကြီးရောကြီးနဲ့စားတာအဲဒီလောက်ပြင်းပြင်းထန်ထန်အာထုတ်တာအနှစ်30အာထုတ်တာဘာမှဖြစ်တော့အနှစ်30လဲပြည့်လဲပြည့်တော့တခါတည်းလှိုင်ငူရှိမှထွက်ပြီးတော့ထုံးမွဲချခါငိုတော့တာအားရပါရကိုငိုတာအဲ့ဒီဆရာတော်ကြီးတောကြောင်တောင်ကြောင်ဆောက်တည်တဲ့ကနေဆရာတော်ကြီးကိုကြည်ညိုနေတဲ့သစ်ပင်မှာစောင့်နေတဲ့နတ်သမီးလေးတစ်ပါးရှိတယ်ရုပ်ကစိုးနတ်သမီးလေးကကြည်ပြီးတော့ဩဆရာတော်ကြီးအိုကြီးအိုမနဲ့အသက်80ကျော်မှထုံးမွဲချပြီးငိုနေလိုက်တာတရားမရလို့တဲ့တရားမရလို့တဲ့ဒီဆရာတော်ကြီးတတိပေးအောင်မှပဲလို့ဆိုပြီးတော့တစ်ပင်ဘဝကနေငိုတံပေးတာငိုတံပေးတော့ဆရာတော်ကြီးကဒီနာအမျိုးသမီးလည်းမရှိဘဲနဲ့ဘယ်နဲ့အမျိုးသမီးတန်ကြားပါလားဘယ်ကနေငိုနေပါလဲဟိုကြည့်ဒီကြည့်နဲ့ရှောက်ကြည့်ငိုနေရင်ကလည်းသူကြည့်တယ်ဟာဘဝတန်ကြားတယ်ငိုနေတာဘယ်လိုလဲတပည့်တော်မပါဗျာနေဘယ်လိုလဲတစ်ပင်စောင့်နေတဲ့နတ်သမီးပါဗျာဟဲ့ဆင်းလာလားဘာလို့ငိုနေတာလဲနေယောက်ျားနေရိုက်လို့လားအမလေးနတ်သမီးဘယ်ယောက်ျားရှိမလဲမရှိပါဘူးဗျာဘာလို့ငိုနေလဲသိဘူးလေဗျာရှင်ဗျာငိုတာတွေ့လို့ငိုရင်တရားသူတရားများများရမလားလို့တပည့်တော်ငိုပါတယ်ဗျာငိုတယ်တရားရမလားဟဲ့ငိုတယ်ဆိုတာဒေါသပဲငိုတယ်ဆိုတာဒေါသငိုတယ်ဆိုတာဘာလဲပြည်တာလို့အိမ်တွေမှာတချို့အမေတို့အဖေတို့သားတို့သမီးတို့သိရင်မငိုဘူးလားငိုတာကိုတရားကောက်ရင်ဒေါသကဲသားသိလို့သားလည်းဆုံးရသေးတယ်ကိုယ်ခန္ဓာကိုယ်မှာလည်းအကုသိုလ်ဖြစ်သွားသေးတယ်ငိုတာအကောင်းမဟုတ်ဘူးပိဋကကြီးဒေါသကြောင့်ငိုတာတချို့များဘလောက်ဒေါသဖြစ်လဲကိုယ့်ရင်မကိုထုတယ်တိုင်တဲ့ကောင်းနဲ့ဆောက်တယ်ဟာသေငါလာသေလိုက်ရှင်နဲ့ငါလာသေလိုက်ရှင်နဲ့ငါလာသေလိုက်ရှင်နဲ့ခေါင်းနဲ့တိုင်နဲ့ဆောက်ရင်မတိတူဘေးကလူကဆွဲရတယ်မလုပ်ပါနဲ့တော့မလုပ်ပါနဲ့တော့မလုပ်ပါနဲ့တော့ဒါဒေါသတွေဖြစ်ပြီးတော့တခါတည်းငိုတော့တတိယသွားတယ်အိုဟုတ်သားပဲငိုနေရင်ပဲတရားရမလဲငါတတိယလက်ပိနေတိုင်းငါငိုနေတာမဖြစ်ချေဘူးဖြစ်ချေဘူးအဲ့တော့မငိုပဲနဲ့အငိုတိတ်မှာပဲဆိုပြီးတော့အဲ့ဒီမှာတိဝမထေရကြီးကလှိုင်ကိုယ်ထဲပြန်သွားပြီးတော့မျက်နှာသစ်ကျလာတဲ့မျက်ရည်တွေအကုန်လုံးတစ်ခါတည်းတုတ်သိရှင်းလင်းပြီးတော့တရားတတိဝရိပညာသမာဓိအဲ့ဒီဘုံ၅ပါးညီသွားထားပြီးတော့ဝိပဿနာတရားတွေကိုကျင့်ကြံကြိုးကိုအထောက်လိုက်တာတထိုင်တွင်းမှာပဲအရဟတံကိလေသာအသောခွာလျောကုန်ခန့်တဲ့ယဟနာဖြစ်သောပါဘူနီကောင်းစွာမဲ့သွေဆိုင်ရောက်တော်မူခဲ့ပါပြီတကားအဲ့ဒီမှာသီဝမထေရကြီးကြောင့်ဘုန်းကြီးဟောတာရှိတယ်မျက်ရည်မိုးနဲ့ဝေးစေကြောင်းဆိုပြီးတော့တရားတိတ်ခွေလေးရှိတယ်ကြာပါပြီဟောတာတော့မဟာစီသိတ္တကြီးမှာယောဂီတွေကိုဟောတာဒါကဖြတ်ပြောတာယဟန္တာလည်းဖြစ်လဲဖြစ်သွားတော့ပိဋကတိသတုမဟာတာဝရိဏနတ်တို့နေရာကိုအစိုးရတဲ့တရားမင်းကြီးကဒီအိုးကြီးပခုံးပေါ်ထမ်းလို့ဆင်းလာတဲ့နတ်ပြည်ကအနောတတကြီးတွေနဲ့ဆင်းလာပြီးတော့လိုင်ကိုထဲဝင်လာလင်းထိန်သွားတာလိုင်ကိုကြီးတစ်ခုလုံးဒါနဲ့မှသီဝမထေရကြီးကမေးတယ်ဘယ်လိုလဲတပည့်တော်တရားမင်းပါဗျာဘယ်နဲ့မြတ်စွာဘုရားလက်ထက်ကအဘိက္ခဏယရတ္တိယအဘိက္ခဏဝဏံကေဝလကပ္ပံညတကောင်ကျော်မှနတ်တွေဟာလူပြည်ကိုဆင်းတယ်ပြောတယ်ဘယ်နဲ့နေခင်းကြောင်တော်ကြီးတရားမင်းကြီးဘာလာလုပ်တယ်လဲလိုက်ကိုတဲ့ကိုဒီဘက်ကအိုးပါပါလေရေးပါဖေ။ဘာလို့ဖို့လဲရှင်ဘုရား6တော်ကိုတပည့်တော်ဆေးပေးမလို့ပါဗျာအနှစ်30တိတိရှင်ဘုရားဒီမချိုး6မဆေးပဲနဲ့ဒီချိုးချိန်လေးတောင်မပေးပဲနဲ့ရှင်ဘုရားတရားအထုတ်တာကြီးညိုလွန်းလို့တရားအထုတ်ရင်တရားမင်းကြီးညိုတယ်
တရားထုတ်ရင်ဘာဖြစ်လဲတရားမင်းခြေလာဆေးပေးတယ်တပည့်တို့ယောဂီတွေလည်းအခုဘာလုပ်နေတာလဲတရားထုတ်နေဘယ်သူကြည်ညိုလဲတရားမင်းကြည်ညိုတယ်ညညကျအပေါက်ဖွင့်ပြီးတော့ဒါကြည်တရားမင်းဆင်းလာပြီး6တော့လာဆေးနေအောင်နော်ယောဂီတွေတကားလုံးအောင်ပိတ်ထားအဲ့တော့မာသီဝမထေရကြီးကပြောတယ်ဟာလူတို့ရဲ့အနတ်ဟာတရားတွေနတ်တွေမြမာတွေက12ယူနာကနေပြီးတော့အနတ်နန်းတယ်လို့ပြောတယ်တဲ့ဟုတ်တာပေါ့နတ်ပြည်ကနတ်တွေမြမာတွေတရားတွေကဘိတို့ပြည့်တဲ့အာဘောဓလုံုံပြီးတော့ချွေးတို့သွေးတို့နှက်တို့သလိပ်တို့မထွက်ဘူးတဲ့ဒီချွေးနံသွေးနံကြီးနံတွေဟာနတ်ပြည်ကနတ်သမီးနတ်သားတွေကမခံနိုင်ဘူးဒါကြောင့်သွားမဆေးပါနဲ့ကွယ်ရပါတယ်ငါခတ်ဆေးပါမယ်မဟုတ်ပါဘူးဗျာရှင်ဘုရားရဲ့သီလယန္တသမာဓိယန္တပညာယန္တတွေကနတ်ပြည်ထိအောင်ကိုလှိုင်တက်ပြီးတော့လာပါတယ်ဒါကြောင့်မို့လို့တပည့်တော်ရှင်ဘုရားခြေတော်ကိုရှေးခွင့်ပေးပါဘုရားဆိုပြီးတော့အဲ့ဒါကုသိုလ်လိုချင်လို့အနောတတရေနဲ့အဲ့ဒီမှာသီဝမထေရကြီးရဲ့ခြေတော်ဆုံးကိုတရားမင်းကြီးကိုယ်တိုင်ပွတ်တက်ပြီးတော့ရေရှင်းပေးတယ်တဲ့ဒီဟိုခက်မှာအနှစ်30ကြာတယ်တရားအထုတ်ရတာအဲ့ဒီပုဂ္ဂိုလ်မျိုးကဘုန်းကြီးတို့ပြေးတဲ့ရင်နေရပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့လဲနေရပုဂ္ဂိုလ်ခေါ်တဲ့နောက်တဲ့ကသတုဒ္ဓပုဂ္ဂိုလ်ကြတော့ပရပရမပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့လဲသတုဒ္ဓရေအိုးကအိုးထဲမှာရေရှိသလားချောင်းပြီးတော့နေတယ်ဘာရေမှမရှိတစ်ခွက်လောက်လေးလောင်းတစ်ဖလားလောက်လောင်းတာနဲ့အမလေး तू ကပြန်ဆုပ်သွားလို့ဘာမှကိုမရှိဘူးအေးတလည်းမပေးနိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်တွေကြတော့၄ခုမြောက်ရေအိုးနဲ့တူတယ်ပရပရမပုဂ္ဂိုလ်ရေတဲ့သမမရှိဘူး6တလောင်းနေတာရေတစ်ခွက်တစ်ဖလားလောင်းထရုံလိုက်နေကတော့အေးတအစိုးတလေးရတဲ့ဆိုရုံပဲရှိမယ်တဲ့ဒီအတိုင်းပဲပရပရမပုဂ္ဂိုလ်ဆိုတာဒီဘဝမှာတရားတွေဘလောက်ဟောတရားတွေဘလောက်ပဲအာထုတ်တရားတူတရားများကိုမရနိုင်တဲ့ပုဂ္ဂိုလ်ပါရမီဖြစ်ယုံပဲရှိမယ်အဖြစ်ယုံပဲရှိမယ်နောက်ဘဝဆိုရင်တော့ရနိုင်တယ်တဲ့ဘယ်ဘဝဆိုရင်ရနိုင်တယ်နောက်ဘဝဆိုရင်တော့ရနိုင်တယ်ဒီဘဝကတော့ဘယ်လိုမှတရားတို့တရားများမရဘူးတဲ့နောက်ဘဝဆိုတာကလည်းအနည်းလေးပဲနှက်ပြန်ဆိုတာအဝေးကြီးနောက်ဘဝဆိုတာအနည်းလေးနှက်ပြန်ဆိုတာနောက်ဘဝဆိုတာနောက်ဘဝဆိုတာအနည်းလေးနှက်ပြန်ကအဝေးကြီးကြံသေးတယ်နောက်ဘဝဆိုတာအနည်းလေးအဲ့တော့ဘုန်းကြီးပြောနေတာကဒါပြောနေတယ်အထောက်ကြဒီဘဝမရရင်နေပဲဒီစုထားတဲ့ပါရမီမိုးရေမိုးပေါင်းကနောက်ဘဝကြရနိုင်တယ်တဲ့နောက်ဘဝရောက်တဲ့အခါကျတော့ခုလိုပဲတရားစခန်းကြီးနဲ့ကြုံဝကဲကိုပါရမီမျိုးစိတ်ကနှုတ်ဆော်ပြီးတော့တရားစခန်းရှိတယ်တဲ့ကဲသွားနာကြဆိုအထောက်ကြဆိုပြီးတော့14ငါးနဲ့သမီးလေးနဲ့14ငါးနဲ့သားလေးနဲ့တရားတော်အထောက်ရင်းနဲ့ရှုမှတ်နေရင်းနဲ့သောတာပန်ဖြစ်သွားတာဖြစ်နိုင်တယ်ဒီဘဝမရရင်နေပြီအမပြည့်နဲ့နောက်ဘဝရနိုင်တယ်တဲ့နောက်ဘဝဆိုတာလေအကြာကြီးမစောက်ရဘူးနဲ့ပြန်ဆိုတာအဝေးကြီးနောက်ဘဝဆိုတာအနည်းလေးပါဆိုအခုဒီနေ့တည်နဲ့ပြန်ကကြောင့်နောက်ဘဝပဲဒါခေါ်တယ်အဲ့တော့လက်ပြန်ဆိုတာတဏိတာဒီကာလနောက်ညင်မောင်ရောက်၍နောင်နေမနဲ့အာယုန်တက်မှဆက်ဆက်ရောက်လာခရီးကြဤလက်ပြန်ဆိုတာအဝေးကြံသေးတယ်ကြောင့်မြဲဌာနနောက်ဘဝကနောက်ဘဝဆိုတာကွေးတယ်လဲမဆမ်းမီဆန်းတယ်လဲမကွေးမီမှနောက်ဘဝဆိုတာရောက်သွားနိုင်တယ်အဲ့တော့နောင်ဘဝဆိုတာအကြာကြီးမဆောက်ရဘူးနောင်ဘဝဆိုတာလေအခုလိုတရားစကားပွဲကြီးနဲ့ကြုံနေသွားတယ်တရားအထုတ်တယ်ဟောသောတာပန်တည်သွားတာတွေရှိတယ်ကဲဒီတော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတော်သတုဋ္ဌပုဂ္ဂိုလ်ပရပရမပုဂ္ဂိုလ်တွေဟာဒီဘဝမှာမရပေမဲ့လို့နောက်ဘဝကြတော့ရမယ်တဲ့ဒါပေမဲ့ပိသတ်တွေခြောက်နေတဲ့ရေအိုးကိုရေတစ်ခွက်လေးလောင်းထဲလိုက်တော့အစိုးတန်းလေးရသွားတယ်လို့ပရပရမပုဂ္ဂိုလ်ဆိုတာလည်းပဲပါရမီဓာတ်ခံနေတော့ရသွားပြီပါရမီဆိုတာဒါပြောနေတယ်ပါရမီနဲ့ပြောနေတာဒါပါရမီမိုးရေမိုးပေါက်တွေစုနေတာမိမိတို့ရဲ့ခန္ဓာကိုယ်ရေအိုးကြီးဟာဒီရေအိုးလေးလုံးထဲမှာဘယ်ရေအိုးနဲ့တူတယ်ဆိုတာကိုကိုအသိဆုံးပဲ
ဟုတ်တယ်မို့လားအဲ့တော့ရှေ့ကြီးအိုးနှလုံးကတော့မဟုတ်တာကျိန်းသေးတယ်ရှေ့ကြီးအိုးနှလုံးဟုတ်သလားရှေ့ကြီးအိုးနှလုံးကတစ်လုံးကတရားတူတူလေးနာတယ်ယဟန္တာဖြစ်တယ်ဆိုတော့တရားတွေနာပေါင်းလည်းမနေတော့ဘူးအကျဉ်း2 နာရီ 3 နာရီနာလို့ရှိရင်သောတာပန်တကအနာဂယဟန္တာဖြစ်တယ်ဆို2 နာရီ 3 နာရီနာခဲ့ပေါင်းလည်းမနေတော့မဖြစ်တော့ဘူးဆိုတော့တို့ဟာဗရပရမပုဂ္ဂိုလ်လားနေရပုဂ္ဂိုလ်လားဆိုတာဒီ2မျိုးထဲမှာ1မျိုးမျိုးပဲရှိတော့တယ်ဟုတ်တယ်မို့လားကဲဒီတော့ပြောချင်တာကပိသတ္တရဲ့ဘယ်ရည်အိုးမျိုးပဲဖြစ်ပါစေဘယ်ရည်အိုးမျိုးပဲဖြစ်ပါစေလောင်းလိုက်တာထဲလိုက်တာဟာအကျိုးမရုပ်ဘူးတဲ့ရုပ်သလားအကျိုးကတော့ဧကံရမှာပဲအမျက်ထွက်မှာပဲလောင်းဖို့လို့ပဲအရေးကြီးတယ်ဘာဖြစ်ဖို့လို့ပဲအရေးကြီးတယ်လောင်းဖို့ပဲအရေးကြီးတယ်ပိသတ္တရဲ့နေ့စဉ်သာပုံမှန်လောင်းနေပါဒီရေအိုးကြီးတနေ့ပြေမလားမပြေဘူးလားဒါကြောင့်လောင်းဖို့ပဲအရေးကြီးတယ်မှတ်ခဲဆိုတာဒါပြောနေတာကိုအားပေးငါပဲပုဂ္ဂိုလ်လဲပါလဲနေရပုဂ္ဂိုလ်လားပရပရမပုဂ္ဂိုလ်လားဩဃာတိတင်ညူပုဂ္ဂိုလ်လားဝိပစ္စည်းတင်ညူပုဂ္ဂိုလ်လားဆိုတာဘုရားကအိုးလေးမျိုးနဲ့ဥပမာထားပြီးတော့စေသားတို့ကိုအခြေအနေကိုသိဖို့အရေးကြီးတယ်သာသနာနဲ့ဂျုံတွေတော့မှကြိုးစားပြီးတော့လောင်းဟဲ့ဒါနရေကိုလေးနဲ့ခတ်ပြီးတော့လောင်းလိုက်သီလရေကိုလေးနဲ့ခတ်ပြီးတော့လောင်းလိုက်သမထဝိပဿနာရေကိုလေးနဲ့ခတ်ပြီးတော့လောင်းလိုက်ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ကြီးအလောင်းတော်ပါရမီဖြစ်ရကာလ4 သိန်းချင်းနဲ့ကဘာတသိန်းကြာတယ်ပါရမီဖြစ်ရတာမိုးရေမိုးပေါက်စုရတာဘုရားကြတော့အသိချင်းနဲ့ဝင်သွားရတာဝိသကာတို့နာရဝီတို့ကတော့ကဘာတသိန်းပဲသူတို့ကတော့ဘုရားကသူတို့တဲ့ကိုပို့တယ်4 သိန်းချင်းနဲ့ကဘာတသိန်းထိအောင်ကိုတို့ဘုရားလောင်းတော်ကြီးကျဒီလိုပဲမိုးပေါက်လေးများစုပေါင်းအားဆိုတဲ့အတိုင်းမိုးပေါက်လေးတွေတဘောဝါရောက်ရင်တပေါက်စုတယ်တဘောဝါရောက်ရင်တပေါက်စုတယ်တဘောဝါရောက်ရင်တပေါက်စုတယ်စုပါများတဘောဝါရောက်တစ်ခွက်လောင်းလိုက်တဘောဝါရောက်တစ်ခွက်လောင်းလိုက်လောင်းပါများတော့4 သိန်းချင်းနဲ့ကဘာတသိန်းပြည့်တယ်ပြီးတော့တမ္မာသမ္မောဒီဉာဏ်ကြီးကိုရပြီးတော့ဘုရားမဖြစ်ဘူးလားဒါကြောင့်မိုးပေါက်လေးများစုပေါင်းအားဗတရားတဲ့လေဒါနခွက်ကလေးနဲ့လောင်းသီလခွက်ကလေးနဲ့ခပ်ပြီးတော့လောင်းခန္ဓာကိုယ်ကြီးတွေကိုပါရမီမိုးရေမိုးပေါက်တွေစုသမထဝိပဿနာလုပ်ငန်းလေးနဲ့ခပ်ပြီးတော့လောင်းတချို့ကပြောတယ်ဒါလေးပြောအောင်မယ်9 ရက်သွားမှလို့ဘာဖြစ်မှာမဟုတ်လို့ညီတို့တမာရီလေးရမယ်မကြံသေးဘူးတရားစခန်းကသိမ့်ပြီ9 ရက်သွားမှလို့ဘာဖြစ်မှာမဟုတ်လို့တော့မပြောကောင်းဘူးပြေတာသွားမပြောနဲ့9 ရက်နဲ့9 ရက်လောက်တော့ရေလောက်ခတ်လောင်းနေတာတပေါက်ဓမ္မတကုသိုလ်10 ကုသိုလ်အမတ်တရားကုသိုလ်တရားဖောင်းတဲ့တစ်ချက်မှတကုသိုလ်ရနော်ပိန်တဲ့တစ်ချက်မှတကုသိုလ်ရထိုင်တဲ့တစ်ချက်မှတကုသိုလ်ရထိတဲ့တစ်ချက်မှတကုသိုလ်ရတယ်လမ်းကြောင်လဲဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းတကုသိုလ်ညာလမ်းတကုသိုလ်ဘယ်လမ်းတကုသိုလ်ညာလမ်းတကုသိုလ်ဓမ္မတကုသိုလ်10 ကုသိုလ်အမတ်တရားကုသိုလ်တရားအမတ်1000ကုသိုလ်1000ပတ်စံတရားမှမကုန်မင်းနဲ့ရနေတဲ့ကုသိုလ်ဟုတ်တယ်မို့လားယောဂီတို့ကဓမ္မအောင်တွေကဆင်းသွားတဲ့ကဘယ်လန်းနေညာလန်းနေဘယ်လန်းနေညာလန်းနေကုသိုလ်မရဘူးလားပတ်စံကုန်လားပတ်စံမကုန်မနဲ့ရနေတဲ့ကုသိုလ်ကြီးစားလဲဒီတိုင်းပဲဆုံးဝဲကြီးမြင်နေမှန်တယ်လက်လှမ်းရင်လှမ်းယူတယ်ဆုံးလုံးကိုင်ရင်လည်းကိုင်တယ်ထိရင်လည်းထိတယ်ဟလားလက်ပါးစပ်ရှိကိုလှမ်းလိုက်တယ်လှမ်းလာတယ်ပါးစပ်ဟာရင်လည်းဟာတယ်ခွန်းရင်လည်းခွန်းတယ်ဝါရင်လည်းဝါတယ်မျိုးချရင်လည်းမျိုးချတယ်စားနေရင်လည်းပဲကုသိုလ်အစုပုံကြီးလမ်းလျှောက်နေရင်လည်းကုသိုလ်အစုပုံကြီးဝိပဿနာကုသိုလ်ဆိုတာဘယ်ကုသိုလ်တွေမှမလဲနိုင်ဘူးတဲ့ကုသိုလ်အစုအပုံကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါရမီမိုးရေမိုးပေါင်းတရားစုပါများရင်9 ရက်လေးကိုဘာဖြစ်လဲ9 ရက်လည်း9 ရက်လုံးမှတ်နေကဲထားပါလေဘုန်းကြီးတို့ပြနေတာဘုန်းကြီးပြောမှာကဲ9 ရက်မှာတနေ့ကို24 နာရီရှိတယ်တရက်ကို24 နာရီတရက်ကိုဘယ်လောက်ရှိလဲ7 နာရီအိတ်ချိန်ဖယ်လိုက်ဘယ်နှနာရီလဲ7 နာရီယောဂီတို့7 နာရီအိတ်သလားည10 နာရီအိတ်တယ်ထားဘယ်နှနာရီအိတ်လဲကဲ10 နာရီနဲ့အိတ်တာ17 နာရီဆို1 နာရီရတယ်12 နာရီ1 နာရီ2 နာရီ3 နာရီ4 နာရီမနှိုးရဘူးလားအဲ့ချိန်6 နာရီပဲရှိတယ်ဘယ်နာရီပဲရှိတယ်ကနေသွန်းစားပြန်သွားပြီလို့ရှိရင်ဒီမှာ17 နာရီဆိုရင်ဆွမ်းစားပြီး10 နာရီခွဲဆွတ်ကတ်တာဟုတ်တယ်မို့လား
တေဇောသားပြန်သွားပြီလို့ရှိရင်တကြီးလောက်တော့မေးလိုက်အောင်မယ်12နာရီထိုးမှတရားနာလာဆိုပြီးတော့ကဲအဲ့ဒါမေ့တတ်တဲ့လူတွေအိတ်တတ်တဲ့လူတွေကဲသူတို့အတွက်အာနာပါနနဲ့တနာရီထည့်ပေးလိုက်မယ်ဘယ်နှနာရီအိတ်တာ9နာရီဘယ်နှနာရီအိတ်တာကြံတဲ့အချိန်ကရှုမှတ်မှုအချိန်ပဲကြံတဲ့အချိန်ကပါတယ်ကဲရှုမှတ်မှုအချိန်ဆိုလို့ရှိရင်24နာရီမှာကထဘာမရှုမှတ်မိလို့တတိလက်သွားတာတစ်ချိန်ထပ်ထည့်လိုက်အောင်ကဲမရှုမှတ်မိတာတွေကိုထည့်လိုက်အောင်တစ်ချိန်ဆိုလို့ရှိရင်တနာရီတိုးပေးလိုက်အောင်ဆို7နာရီဘယ်နှနာရီလဲဟိုမှာ16နာရီပြန်တယ်ဘယ်လောက်နာဟုတ်တယ်မဟုတ်လား7 3 24မဟုတ်ဘူးလား16နာရီမကြံဘူးလား16နာရီတော့အဲ့ဒါရှုမှတ်နေတာဆိုတော့ကဲအဲ့16နာရီအဲ့ဒါမိနစ်နဲ့တွက်ကြည့်အောင်စက္ကန့်နဲ့တွက်ကြည့်အောင်အများကြီးကုသိုလ်အစုပုံကြီးရနေတာဒါကြောင့်မှတ်နေတဲ့ပုဂ္ဂိုလ်ဟာလေဘုန်းကြီးတို့ဘေးသားကြီးကိုယ့်အကိုပြောကိုယ့်ကိုအားပေးငါပါရမီမိုးရေမိုးပေါက်စုနေတာရှေ့ကဘုရားယန္တာကြီးတွေဒီလိုပဲမှတ်သွားကြရတာပဲဒီဩနာသေးဒုက္ခဘေးတွေကလွတ်ချင်ရင်နိဗ္ဗာန်မြန်မြန်ရောက်ချင်ရင်မလုံလို့ကိုမရဘူးဒီလောကလုံကိုလုံရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါစုနေတာပဲလို့ကိုအားပေးပါဥပုံနေဥပုံဆောက်တယ်ဟိုးဘာထူးမှလဲဒီလိုဘုန်းကြီးကြောင့်သွားသီလသွားယူပြီးတော့ညနေပြန်လာတော့လေထမင်းစားတာပဲသွားမနေနဲ့ဟဲ့မဟုတ်ဘူးဘုရားသားဥပုပ်သီလဆိုတာကာလပရိယန္တသီလအချိန်ပိုင်းပြီးတော့စောက်လို့ရတယ်ဘာပိုင်းပြီးတော့စောက်လို့ရတယ်တနေ့လုံးမရရင်အချိန်ပိုင်းနာလိုက်စောက်လို့ရတယ်အချိန်ပိုင်းပြီးစောက်လို့ရတယ်တချို့ကျောင်းတွင်ဥပုပ်တယ်တချို့နေ့ဝက်ဥပုပ်တယ်ရှိတယ်တချို့နာရီပိုင်းဥပုပ်တယ်ရှိတယ်7 ပါးသီလတို့ဘာလို့ဆိုတော့9 ပါးတို့10 ပါးတို့ဆိုတာကာလပရိယန္တသီလခေါ်တယ်အချိန်ပိုင်းပြီးတော့စောက်လို့ရတယ်5 ပါးသီလတော့အဲ့လိုပိုင်းစောက်လို့မရ5 ပါးသီလကလွတ်ခေါဖို့ပစိုးခဲ့လို့မြင်ရမယ်ဥပုပ်သီလကပိုင်းပြီးတော့စောက်လို့ရတယ်တချို့အဲ့ဒါပြောတယ်ကြတယ်ကြီးသွားနေပါဘာထူးလက်ကချိန်များကိုမရှိဘူးပြန်လာညနေတို့ထမင်းစားတာပဲဟာဆိုတော့ကဲပြန်မလာခင်ထိအောင်ကိုကြောင်းမှနေတဲ့ထိအောင်ကိုဒီဥပုပ်ကမကြိုးဘူးဆိုရင်သူဥပုပ်သီလမရဘူးလားဒီလိုပဲပေါ့ကောင်းကင်ကကြလာတဲ့မိုးရေမိုးပေါက်လေးကသေးသေးလေးတွေပါကြပါများတော့ပြည့်တာပဲဒီလိုမဟုတ်လားဒါလေးသဘောပေါက်ဖို့လို့ဘုန်းကြီးပြောနေတယ်အဲ့ဒီတော့တော်ပြီအဲ့တော့ဘုန်းကြီးတို့ပိသပေါင်းသူတော်ကောင်းတို့မာဝါမင်းကြီးတာပုံညတာနမန္တံအာဂမိတ်တိခြေသားတို့ကုသိုလ်ကောင်းမှုလေးကိုသေးသေးလေးလို့အထင်မသေးလိုက်နဲ့ခြေသားတို့စုပါများလို့ရှိရင်မိုးရေမိုးပေါက်တွေဟာရာဝင်အိုးကြီးပြည့်တယ်လို့တဲ့ခန္ဓာကိုယ်နဲ့တူတဲ့ရေအိုးကြီးတွေကိုလည်းပဲခြေသားတို့ပါရမီမျိုးမိုးရေမိုးပေါက်တွေကိုရနိုင်တဲ့လောက်လောင်းထည့်ပါလို့ဘုရားရှင်ကိုရောမြတ်ကခန္ဓာကိုယ်အိုးနဲ့ဥပမာထားတာကုံဘသုတ်တံဘာသုတ်တံနဲ့လေကဲဆိုလိုက်ပါခန္ဓာကိုယ်ပင်အိုးအသွင်သင်ញင်ကြည့်ကြပါခန္ဓာကိုယ်ပင်အိုးအသွင်သင်ញင်ကြည့်ကြပါဘယ်အိုးဆိုတာမသိပါရေမှာလောင်းရမှာဘယ်အိုးဆိုတာမသိပါရေမှာလောင်းရမှာနေတာများတာအကြောင်းမပါလောင်းတာကိုဝန်တာနေတာများတာအကြောင်းမပါလောင်းတာကိုဝန်တာဒါနပြုတာရေလောင်းတာဉာဏ်မှမြင်ကြပါသီလစောင့်တာရေလောင်းတာဉာဏ်မှမြင်ကြပါဘာဝနာပွားတာရေလောင်းတာဉာဏ်မှမြင်ကြပါရေလောင်းတဲ့သူအေးချမ်းသူနိဗ္ဗူရောက်နိုင်တာရေလောင်းတဲ့သူအေးချမ်းသူနိဗ္ဗူရောက်နိုင်တာမိုးပေါက်လေးများသူပေါင်းအားဘုရားဟောခဲ့တာမိုးပေါက်လေးများသူပေါင်းအားဘုရားဟောခဲ့တာတရားအဆုံးသာဓုဖို့အာလုံးခေါ်ကြပါသာဓု
လိုက်ပေါ်လှုပ်ရှားမှုရာအမစိတ်လိုအိမ်မခင်မဲ့သခန္တလံညာစင်လှုပ်ရှားမှုရာသုနာဘုံတွင်အစာစကားနေပါစင်ရင်အမစိတ်လိုအိမ်မခင်မဲ့သခန္တလံညာစင်လှုပ်ရှားမှုရာသုနာဘုံတွင်အစာစကားနေပါစေရင်အမစိတ်လိုအိမ်မခင်မဲ့သခန္တလညာစေဤသို့ပြုရဘုံညာကုသိုလ်ဘောကိုပင်ဝေမိခင်နှင့်ဖခင်ဆရာညာတကကသတ္တဝါအမြာနတ်တို့အားလည်းညာညာပါစေခေမြဝေသည်မြာတွေသာတို့ခေါ်စေသောအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြယူတော်မူကြပါကုန်လောသာဓုသာဓု